မင်းတို့အနေနဲ့တချို့ပွဲတွေမှာ enemy ဘက်ကဘယ်လမွန်ပါလာပြီးတော့သွေးတက်ရော့စီတဲ့ item တွေဘလောက်ပဲဆက်ဆက်ဘယ်လမွန်ကသွေးတက်နေရအောင်တွေ့ရလိမ့်မယ်ကွာအဲ့လိုသွေးတက်ရော့စီတဲ့ item တွေနဲ့တောင်ဘယ်လမွန်ကဘာလို့သွေးတက်နေရလဲဆိုရင်သူ့ရဲ့ပတ်စစ်ကြောင့်ပဲဘယ်လမွန်ရဲ့ပတ်စစ်ဟာဆိုရင်တော့ crit တွေနဲ့ minion တွေကိုကီးလိုက်မယ်ဆိုရင်900ခန့်လုံး max HP ပြန်ရမှာဖြစ်ပြီးတော့ hero တစ်ကောင်ကီးလိုက်မယ်ဆိုရင်တော့2000ခန့်လုံး max HP တောင်ပြန်ရမှာကွာအဲ့လိုဆိုတော့ငါပြောချင်တာကဘယ်လမွန်ကိုသွေးတက်ရော့စီတဲ့ item တွေနဲ့ကောင်တာလို့မရပါဘူးပုံမှန်အခြေအနေမှာတော့ဘယ်လမွန်ကသူ့ရဲ့ပတ်စစ်ကြောင့်သွေးပြန်တက်နေတာဟိုမှာ war ace နဲ့ di item နှစ်ခုသာတွဲဆက်လိုက်မယ်ဆိုရင်တော့အဲ့ဒီဘယ်လမွန်ကတေတော့မှာမဟုတ်ဘူးအဆိုးဆုံးအခြေအနေကဘာလဲသိလားအဲ့ဒီဘယ်လမွန်ကိုအင်ဂျလာကတက်ပူပေးလိုက်ရင်တော့အဲ့ဒီဘယ်လမွန်ကတပွဲလုံးတက်လို့ရတော့မှာမဟုတ်ဘူးဒီလိုဆိုတော့မင်းတို့ကအဲ့ဒီဘယ်လမွန်ကိုဘလို့နိုင်တော့မှာလဲလို့မေးလာရင်တော့စတန်များတဲ့ဟီးရိုးတွေနဲ့ကောင်တာလိုက်ပါဘာလို့လဲဆိုတော့ဘယ်လမွန်ကစတန်ရမ်းကြောက်တဲ့ဟီးရိုးတစ်ကောင်ဖြစ်တဲ့အတွက်မင်းတို့အနေနဲ့ enemy ဘက်ကဘယ်လမွန်နဲ့အင်ဂျလာသာတွဲကင်လာခဲ့မယ်ဆိုရင်တော့စတန်များတဲ့ဟီးရိုးတွေနဲ့ပဲပြန်ပြီးတော့ကောင်တာနိုင်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့တပွဲလုံးပျော်ကြပြီတော့